အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆိုပြီးပါဒီနေ့ကျွန်တော်လက်ထဲမှာကားတော့လေးတစ်ချောင်းရောက်ထားတယ်ဒီကားလေးက EV လေးပါ EV ကိုမှလုံးဝအထာကျမဲ့ကားလေးလုံးဝဒီဇိုင်းပိုင်းရောဘာမှပြောရမလို့တော်တော်လေးတော့ကျွန်တော်တို့သဘောကျတယ်လူကြီးပိုင်းရောလူငယ်ပိုင်းရောသဘောကျမယ်လို့ထင်တယ်ဘယ်ဟာလဲဆိုတော့ BYD ကထုတ်ထားတာဒီမှာပါကားလေးကဒီမှာပါကြည့်လိုက်ပါတော့ဟိုကမီးတန်းလည်းပဲအပြည့်ပဲဒါဒေးလိုက်ပေါ့ဒေးလိုက်ဖွင့်လာတာကျွန်တော်တို့ဒီထဲမှာတော့မီးကပြေးနေဆိုပြင်မယ်တကယ်တမ်းတော့လုံးဝမီးအသေးကိုမှလုံးဝတစ်ချောင်းလုံးကြီးပါတစ်ဆက်လုံးကြီးဒါတွေရောကုန်ပါရင်တော့မီးရဟုတ်ပါလေဝေးကနေပြတော်တော်မိုက်လေလူငယ်လည်းကြိုက်ပါလူကြီးလည်းကြိုက်ပါဒီလိုကားမျိုးကြတယ်တကယ်စိုက်လည်းစိုက်ပြေးကိုက်ပြေးနဲ့လုံးဝမိုက်နောက်ဆိုရင်လည်းအကျယ်ကြီးပဲအောက်ခန်းဆိုရင်လည်းလုံးဝကျယ်ပါလေ Aircon fans လေးတွေအစပုံမှန်ခိုင်းနေမလို့တမျိုးလေးဒီဇိုင်းလေးပြောင်းသွား Aircon fans တွေကကြည့်တာကျွန်တော်ပုံမှန်ဆိုတမျိုးလေးပြဘယ်လိုပြောဟို၄တော့နှစ်ကွက်ပဲရှိမယ်အကွက်မဟုတ်ဘူးသူဒီလေး၄ပေါက်ခွဲလာမိုက်လေးကတော့ပစ္စည်းထည့်ပါထည့်လေးဆန်ရူကတော့မပါတော့ပါဘူးပန်နိုရာမစ်ပါပဲသူ့ရဲ့360ကိုလည်းရှိုးလိုက်ပါရှယ်ကြီးပါစီရတဲ့ရောင်တွေရောလုံးဝအတွင်းကလဲတာတွေရောချုပ်ထားတဲ့ quality တကယ်ကိုမိုက်ပါတယ်အဲ့တော့ကျွန်တော်ခီရရင်ကတော့စိန်တုံးလေးပါပြီးွားရင်ဒီကားမှာခြားကားနေမှာသူကဘာလဲဆိုတော့ကျွန်တော်တကားဒီမှာဖွင့်နေဥစ္စာမသိရလို့ဆိုရင်ဘယ်လိုဖွင့်ရမလဲမသိဒီမှာပါခလုတ်လေးနဲ့ပါလုံးဝထားကြပါပါလေဒါဖွင့်တာအစားတွဲကတ်တော့မပါဘူးဒီကောင်က Please check if kiss inside car. တော့တခုလေးလွှဲရတဲ့ပေါ့စီပြောပါလေဒီလဲတာပါကြိုက်တာတော့ကောင်းကြီးကြိုက်ပါဘာလို့ဆိုခလုတ်လေးနဲ့တော့မသိရအောင်ဘယ်နားမှမသိဘူးဗျာဟိုတကားဟိုဘယ်နားမှမသိဘူးတကားဖွင့်မယ်နေပြောဖွင့်ရတာပါဒီကောင်ရဲ့အတွင်းပိုင်းတော့ကျွန်တော်လည်းမကလီးရသေးပါဘူးဒီမှာပါ range ကဒီကောင်ကအခုတော့ကျွန်တော်94ကို626ကျန်သေးတယ်626ကီလိုထိသွားလို့ရသေးတယ်နောက်ထပ်10%ဒါထပ်ပြီးတော့အား100ဆိုရင်650 640 650လောက်တော့90လောက်တော့ရောက်မယ်နဲ့တူတယ်အဲ့လောက်တော့ရောက်မယ်နဲ့တူပါတယ်ဒီကောင်ကြည့်ရတော့အဲ့လိုတော့ရှိပါတယ်ဒီကောင်လေးကိုကျွန်တော်လည်းသူစမ်းမောင်းကြည့်လိုက်အောင်ရှယ်အလွိုင်းဒီဇိုင်းလေးပေါ်ကြတယ်တကယ်လားသူရဲ့ဒီဇိုင်းလေးကစစ်စစ်ပြပြလေးတော့ BYD စောင်းရပါ brand new ပါဟို0ကီလိုပါသူရဲ့ပါရပစ္စည်းကအတန်ရွေးပါမယ်သူပစ္စည်းလေးကိုရှိပါမယ်နောက်ခန်းဆိုလည်းတော်တော်ကြီးကျယ်တော်ကျယ်ထဲမှာပါတယ်နောက်ဖုန်းနဲ့ကုန်လုံးမော်တာနဲ့ပဲလိုက်ပြပြီ360ကင်မရာပါလာမယ်ကျွန်တော်ပြီးသွားရင်ထဲအောင် blind spot လည်းပါပါတယ်